ဒီကစုံလာပြည့်နေမှာပေါ့နော်ဒီလေအခုဆိုရင်တရားနဲ့ရှစ်ပါပေါ့နော်ရန်ကုန်တတိုင်းလုံးမှာရှိတယ်မရှိစရင်သားတယ်အဲ့လူတွေကိုအခုဆိုရင်သီလာပေး၃ပါပေါ့နော်အပြည့်ဝန်းကြီးကတော့သူပြည့်ဝနေပြီးတော့ပီတီတွေနဲ့ဝေဖျားနေတာပေါ့လေအခုတော့ဒီလိုမျိုးနေတူနေမြအခါကြီးအခါရဲမှာဒီလိုမျိုးမရှိစရင်သားတွေကိုဦးဇင်းတို့နိုင်ငံသူနိုင်ငံသားတွေကဆင်းရဲပေမဲ့တရားမဆင်းရဲဘူးဆိုတာကိုဒီနေ့နေပြီးတော့လက်တွေ့ကြပေါ့နော်ပြလိုက်တာရပေါ့နော်ကိုပေးမှလေဦးဇင်းတို့ကိုတတိတံကပေးတော်တယ်ဘယ်လောက်ပဲရှိစေကူသားလို့မရတယ်ကိုပေးကာလာပါလေတတိတံကပေးတယ်လို့ဒီငလျင်ဘေးစက္ကန့်ပိုက်တက်မှာဘွားတွေလူတွေအကုန်လုံးပြောင်းလဲသွားတယ်အဲ့ဒါကိုတတိတံကယူမေဆိုရင်ဒီတိုက်ပေါ်ကနေခဏလေးမှာစက္ကန့်ပိုက်အတွက်မှာတိုက်ပေါ်ကနေပြီးတော့ပလက်ဖောင်းပေါ်ရောက်သွားတယ်လူဘွားကြီးအရန်ကြောက်ဖို့ကောင်းတယ်ရှစ်ပါပေါ့နော်ရှင်ပြူပေးတယ်ပြီးလို့ချင်းသူတို့၃ရက်ပေါ့နော်ဒီမှာဦးဇင်းတို့ဟိုတာမွေဒီအလိုတော်ပြည့်ကြောင်းမှာပဲသူတို့ကိုအာယုံဆွမ်းနေဆွမ်း၃ရန်တိုင်ပေါ့နော်ဟိုဒီဟိုတောင်းရှိတန်ကားတွေရောဒီတရားနဲ့ရှစ်ပါရောအကုန်လုံးကိုဟိုစီစဉ်ထားတာပေါ့အဲ့တော့ပထမဒီအလူကိုသူလှုပ်ချင်တာကြာပြီကိုဘေးကာလမတိုင်မီကလေးရပဲသူကနေပြီးတော့လှုပ်ချင်နေတာကြာပြီဒါပေမဲ့လှုပ်ဖို့အတွက်ကိုနေပြီးတော့ကိုဘေးကဖြစ်သွားပြီဟောကိုဘေးဖြစ်သွားတဲ့အခါမှာကြားလို့ရှိရင်ဒီအလူကိုသူ108ပါအလူကိုလှုပ်ဖို့အတွက်ကိုသူအရှင်မရလာရေပေါ့နော်ကိုဘေးဖြစ်သွားတယ်အဲဒီကြားထဲမှာသူလုံမေလို့ရတဲ့သမက်ထားပြီဦးဇင်းတို့ပြီးခဲ့တဲ့ဒီငလင်ရမဖြစ်ကြတဲ့ဟာပေါ့နော်မက်ရှလာ28ရက်နေ့ကငလင်ရမလုပ်ခင်ကြတဲ့ဟာပဲလေဟိုရက်သမက်ထားပြီအဲဒီမှာတခါငလင်ကြီးကနေပြီးတော့မန္တလေးဟိုနေပြီးတော့ဟိုစားပါစကားရပို့ပြီးလှုပ်သွားတဲ့ခါကျဒီလူကနေပြီးသူ့အတွက်နေပြီးတော့ဟိုပေါ့နော်တခုခုဖြစ်နေတယ်လို့ပေါ့ trauma ဖြစ်နေတယ်လို့ပေါ့နော်စိတ်အားနဲ့နေပြီးသူမဖြစ်အောင်ဒီကစုံလာပြည့်နေမှာပေါ့နော်ဒီလေမလုံးမယ်ဆိုပြီးဒီနေ့မှနေပြီးတော့အလူအထမြောက်တော့တာအခုဆိုရင်တရားနဲ့ရှစ်ပါပေါ့နော်ရန်ကုန်တတိုင်းလုံးမှာရှိတယ်မရှိစရင်သားတယ်အဲ့လူတွေကိုအခုဆိုရင်သီလာပေးပေါ့နော်ဒါသူတို့ငကုံ၃ပါပေါ့နော်ဒီနေ့ရသွားပြီဒီနေ့သူအထမြောက်သွားပြီပေါ့နော်ဒီနေ့ဆိုရင်ကစုံလာပြည့်နေမှာလာပြည့်ဝန်းကြီးကတော့သူပြည့်ဝနေပြီးတော့ပီတီတွေနဲ့ဝေဖျားနေတာပေါ့လေကောင်းတယ်ဒီလိုမျိုးကုသိုလ်ဒီလိုမျိုးနေတူနေမြအခါကြီးအခါရဲမှာဒီလိုမျိုးမရှိစရင်သားတွေကိုဦးဇင်းတို့နိုင်ငံသူနိုင်ငံသားတွေကဆင်းရဲပေမဲ့တရားမဆင်းရဲဘူးဆိုတာကိုဒီနေ့နေပြီးတော့လက်တွေ့ကြပေါ့နော်ပြလိုက်တာရပေါ့နော်ဘာကြောင့်လဲဆိုတော့ဦးဇင်းတို့နိုင်ငံသူနိုင်ငံသားတခုဆိုရင်ငလျင်ဘေးလေဘေးဘာဘေးဖြစ်ပေါ့နော်ဒါဦးဇင်းတို့နိုင်ငံကဒီဟိုမက်ရှလာ28ကနေပြီးတော့ဟိုငလျင်ဘေးမှာဆိုလို့ရှိရင်လည်းတနိုင်ငံလုံးကပြည်သူပြည်သားတယ်ပူပေါင်းပြီးတော့အကုန်လုံးအမြဲမြေဘာလူမျိုးမြေဘာသာမြေလူတန်းကြသလိုပဲဒီနေ့လည်းပဲကစုံလာပြည့်နေမှာသူတို့ဒီကိုစောမျိုးမင်းသားစုကလည်းပဲဒီလိုမျိုးလူတန်းတဲ့အခါမှာလည်းပဲဒီလိုမျိုးကုသိုလ်ကမဟာကုသိုလ်ပေါ့နော်တကယ်ကိုဟိုအနိုင်မဲ့ကုသိုလ်တစ်ခုပေါ့နော်သူခံစားလိုက်ရတယ်ဒီလိုမျိုးတော့ဦးဇင်းတို့ကိုတတိတံကပေးနေတာပေါ့ကိုပေးမှလေဦးဇင်းတို့ကိုတတိတံကပေးတော်တယ်ဘယ်လောက်ဒီပတ်စံရှမ်းတာပါတယ်ဆိုတဲ့လူတွေလည်းပဲအမေရိကန်မှာတော့ကူပါမယ်အင်္ဂလန်မှာတော့ကူပါမယ်ဆိုတဲ့လူလည်းပတ်စံဘယ်လောက်ပဲရှိစေကူသားလို့မရတယ်ကိုပေးကာလာပါလေတတိတံကပေးတယ်လို့ဒီငလျင်ဘေးမှာလည်းပဲစက္ကန့်ပိုင်းအတွက်မှာဒီခုံးမထိုင်နေတာဦးဇင်းခဏလေးအတွက်မှာကိုစက္ကန့်ပိုင်းအတွက်မှာဘွားတွေလူတွေအကုန်လုံးပြောင်းလဲသွားတယ်အဲ့ဒါကိုတတိတံကယူမေဆိုရင်ဒီတိုက်ပေါ်ကနေခဏလေးမှာစက္ကန့်ပိုင်းအတွက်မှာတိုက်ပေါ်ကနေပြီးတော့ပလက်ဖောင်းပေါ်ရောက်သွားတယ်လူဘွားကြီးအရန်ကြောက်ဖို့ကောင်းတယ်ဦးဇင်းတို့နိုင်ငံသူနိုင်ငံသားတွေဒီဟိုငလျင်ဘေးကိုပေါ့နော်ကြည့်လိုက်ပါတော့တိုက်ပေါ်ကနေပြီးတော့ဟိုခဏလေးပဲတိုက်ပေါ်မှာ3ထက်4ထက်မှနေတဲ့လူကတခါတည်းပလက်ဖောင်းနဲ့တေးကိုရောက်သွားတယ်အဲလုံးဝတတိတံကပေးနေတာပေါ့ကိုဘေးကလာဦးဇင်းတို့တက်တဲ့တစ်ချောင်းမှာကိုဘေးကတတိတံကပေးတယ်ငလျင်ဘေးမှာလည်းတတိတံကပေးတယ်ကိုဘေးကတော့တနည်းနည်းလောက်ကတတိတံကပေးတော်တယ်ပေါ့နော်ဘလောက်ပဲပြောဘလောက်ပဲလူပေါင်းများစွာတည်တယ်သူတို့ငကုံမရလိုက်ဘူးတည်တော်တဲ့လူတွေကလည်းပဲငလျင်ဘေးမှာလည်းစက္ကန့်ပိုင်းအတွက်မှာလူပေါင်းထောင်တန်းရှိပြီးတော့တည်သွားတာပေါ့နော်မန္တလေးတို့နေပြည်တော်တို့စကိုင်းတို့ပေါ့နော်အဲတတိတံကတည်ပါလေဆိုကုသိုလ်အကုသိုလ်ပေါ့နော်ဒီနေ့ဆိုသူကုသိုလ်အကုသိုလ်ဆိုတဲ့နေရာမှာဘလောက်ပဲပတ်စံရှိနေနေဘလောက်ပဲငွေထုတ်ရှိနေလေပေါ့နော်ဒီလိုမျိုးတတိတံဝေကအနေနဲ့တရားဒီလိုမျိုးအမြဲတမ်းကုသိုလ်ကောင်းမှုတွေပြုလုပ်နေပြီဆိုလို့ရှိရင်ဟိုနေတိုင်းဟာကုသိုလ်ကောင်းမှုလုပ်နေတဲ့နေဟာရရစားပဲလို့ဦးဇင်း
မီဒီယာနဲ့တစ်ဆင့်ပြောကြလို့ပါ